ငယ်ချင်းတို့ရေထမင်းစားကြပါအောင်ခင်ဗျာဒီနေ့တော့အိမ်ချက်ဟင်းလေးတွေနဲ့ထမင်းပူပူလေးကိုအားရပါရစားပါမယ်ထမင်းပူပူလေးပေါ်မှာငပိလေးစမ်းချမောင်ချိုလေးကိုလည်းအပွားနေအုပ်ပြီးသွားလို့ရှင်တော့အားရပါရနေလိုက်မယ်ချင်းဆက်အရသာပြေးသွားတဲ့ငါးတက်တာဟင်းလေးရဲ့ချူချင်းချိုအရသာပြေးသွားတဲ့ငမုံချိုလေးရဲ့ပေးတုပ်လေးရဲ့တူးစရာအစုံနဲ့အာလူးချိုလေးရဲ့ကိုတွဲပြီးတော့တလုတ်ပြီးတလုတ်အားရပါရစားမှာဖြစ်ပါတယ်အဲ့လိုမျိုးစားလိုက်တာလည်းထမင်းကိုရမ်းကိုမြိန်လွန်းလာပါတယ်အိမ်ချက်ဟင်းလေးတွေနဲ့စုံစုံလင်လင်စားရတဲ့အရာကတော့ဘယ်ရာနဲ့မှမလဲနိုင်ပါဘူးကဲစားကြပါအောင်ချစ်တငယ်ချင်းတို့ရေကျွန်တော်ကတော့စားလိုက်ပါအောင်မယ်ကြည့်ရှုတဲ့သူတယောက်တယောက်စတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်